ဒီနေ့ငါဟိုတော့မှာပဲဟာဒီစနေပြစနေပေါ့ထိုင်းနဲ့တွားရှင်ဆိုတော့ဘာလေးနဲ့တွားရကောင်းလဲဆိုစဉ်းစားလိုက်ပါဦးမယ်ထိုင်းနဲ့ဒါလေးနဲ့ဆိုတော့မြင်တော့မယ်ဒီနေ့မျိုးတူလားပါလားမသိဘူးဒါမဲ့ငါဆက်ပြရမှာဆိုတော့ဟိုကျမဟိုလေးတော့ရှင်လို့ရှင်အေးတော်နော်တော့လိုက်ပါဦးမယ်ဟဲ့လိုက်တာဟာဒီနေ့ဟာငါတော့မြင်လေဟာဟိုမှာမော်ဇီလန်ပဲတော့လိုက်ပါဦးမယ်ကလေးရတယ်ရှိမိုင်းကျမလေးဟိုလေးတော့ရှင်အေးတော်နော်အခန်းငါတော့လိုက်ပါဦးမယ်သူရတဲ့တိတ်မရှိဆိုတော့နည်းနည်းပါပဲရှိမှာပေါ့တော့လိုက်ပါဦးမယ်ဒီနေရာငါတခါမှမမြင်ဘူးကြောက်မြင်ဘူးလာလိုက်တာနေရာဘုံဆုံးကဒီအိုင်ဒီလေးကိုတော့မပြောပြတော့ပါဘူးရှင်ငါတော့လိုက်ပါမယ်ကစားခွင့်လည်းရှိရလားပေါ်ဒီအောက်ကိုပြကြပါပါပြီဒီနေရာတော့စိုးပါလားဒီပုံမစိတ်တရားလှပါလားကောင်မလေးတယောက်ကတော့ဒီလေးရဲ့နှမြနဲ့တွေးပါစေပါရှင်ကိုမရီခိုင်းပါလားအောက်ကိုတော့ရအောင်အောက်ကိုဒီမျိုးတော့တော့ပါမယ်6ထွင်းနေရမယ်စားခွင့်ဟိုဘက်မှာတော့ရွာသိရှိဒီဘောနေတမန်ကတော့ချောစီဝါပါပြီချောစီအိုက်ပဲနင်းနဲ့ဘာပါလေးပဲရှိရတယ်ဒီခဏတော့ကြည့်အောင်တော့ငါတို့နေရာကြီးပဲထရောက်တယ်နောက်ပိုင်းဒီမှာတော့စတိပါမယ်